ထိုင်းမှာနော်ဖုန်းကြီးကျောင်းတော်တော်များများကလည်းလေသူ့ရဲ့ဘေးမှာဆိုလို့ရှိရင်ကွာချောင်းတွေရှိရဲဆိုတဲ့နေရာတွေတော်တော်များတာပေါ့နော်ဖုန်းကြီးကျောင်းဆိုပါနဲ့ကွာဘေးမှာချောင်းရှိရဲဒါတော့စမ်းသွားဘူးတဲ့ကျောင်းတွေတော်တော်များများကိုပြောကြည့်ရပေါ့နော်အဲ့လိုမျိုးတတိထားမိရပေါ့လေပြီးတော့လေဖုန်းကြီးကျောင်းနေရလဲလေအရင်တန်ရှင်းတာနော်သိလားအခုစားလေးဒီနေ့ဆိုလို့ရှိရင်ကွာလောက်ကထုံသွားရင်းနဲ့ဖုန်းကြီးကျောင်းလေးတစ်ချောင်းပေါ့နော်ကျောင်းမှာသွားပြီးတော့မျောတာလေအဲ့မှာဆိုလို့ရှိရင်じゃဘာတွေ့လဲဆိုတော့လေဖယားကလည်းလေတက်ပယ်လိုက်တာမှအရင်မဲ့သိလားပြီးတော့လေဒီဖယားမှာဆိုလို့ရှိရင်ကွာဘေးပက်ပက်လေနေရန်ဘက်တွေမှာဆိုလို့ရှိရင်လည်းလေစားတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကွာဗုဒ္ဓဝင်အကြောင်းလိုပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေသူတို့တွေလည်းပုံလေးဖော်ထားပြီးတော့နေရန်စီးလားအဲ့လိုသဘောမျိုးလေးတွေရှိရဲ့သိလားအခုဒီစားဒီချောင်းကိုရောက်တဲ့အခါကျတော့လေဒီလိုပုံစံမျိုးလေးကိုတွေ့လို့ကိုလည်းလေလိုက်ပတ်ပြီးတော့ကြည်ရင်းနဲ့အမှတ်တရလေးဗီဒီယိုဖိုင်လေးရိုက်လိုက်တာပေါ့ရှင်